အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကောင်းမြတ်ခြင်းတွေကိုပဲစွဲကင်ပါဆိုတဲ့အကြောင်းအရာလေးတစ်ခုဝင်ငှချင်တာဖြစ်ပါတယ်เนาะကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာအကောင်းအဆိုးတွန်တွဲနေတဲ့ဒီဝိယောဓိလောကထဲမှာတွာလာအသက်ရှင်ရတာဖြစ်တယ်ဒီလိုအချိန်မှာတွာလာရင်းတဲ့အခါမှာအကောင်းတွေကြုံတဲ့အခါမှာကျွန်တော်တို့ဝမ်းသာတယ်အဆိုးတွေကြုံတဲ့အခါမှာကျွန်တော်တို့ဝမ်းနေတယ်အကောင်းတွေကြုံတဲ့အချိန်မှာတော့ဘုရားသခင်ကိုကျွန်တော်ကြီးမွမ်းနိုင်တယ်အဆိုးတွေကြုံတဲ့အချိန်မှာတော့ကျွန်တော်တို့ဘုရားသခင်ကိုစိတ်ကောက်တတ်တယ်ဘုရားသခင်ကိုမေးခွန်းထုတ်တတ်တယ်ဘုရားသခင်ကိုဘာကြောင့်လဲဆိုပြီးတော့ပြန်မေးတတ်တဲ့အချိန်ကာလတွေရှိတယ်တချို့ဆိုလို့ရှိရင်အဲ့လိုအခက်အခဲပြဿနာတွေမှာဘုရားသခင်ကသူတို့ကိုမကြည့်ရှုတော့ဘူးဒီလိုအဆိုးတွေကြုံစေရမလားဆိုပြီးတော့ဒီနေ့အထိဘုရားသခင်ကိုစိတ်ကောက်နေတတ်တဲ့သူတွေရှိတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာဘာလဲဆိုတော့အလွဲမယူဖို့ဖြစ်ပါတယ်ဘုရားသခင်စီကနေဘယ်တော့မှအဆိုးတွေမလာဘူးဒါကိုယုံသားစေခြင်းတယ်ဘုရားသခင်စီကနေဘယ်တော့မှအဆိုးတွေမလာဘူးကြုံတွေ့ရတဲ့အခက်အခဲပြဿနာဆိုးဝါးခြင်းတွေဟာလေအကောင်းဆုံးကိုဘုရားသခင်ခေါ်သွားခြင်းလို့ကျွန်တော်တို့ကိုဖြတ်တန်းစီနေတာဖြစ်တယ်ဆိုတာနားလည်ဖို့ဖြစ်တယ်ဒါကြောင့်အလွဲမယူနဲ့မိတ်ဆွေဆိုးတဲ့အရာတွေဘုရားသခင်စီကဘယ်တော့မှမလာဘူးဘုရားသခင်စီကကြမ်းမှခြင်းတွေဘုရားသခင်စီကဝမ်းမြောက်ခြင်းတွေဘုရားသခင်စီကလွတ်မြောက်ခြင်းတွေဘုရားသခင်စီကကောင်းကြီးမင်္ဂလာတွေပဲစီးဆင်းနေတာဖြစ်တယ်ဒါကြောင့်ယာကုပ်ဩဝါဒစာနော်အခန်းကြီး1အငယ်7မှာဘာရေးလဲဆိုတော့ငါချစ်တော်ညီကိုတို့အလွဲမယူကြနဲ့ဘာကြောင့်လဲဆိုတော့အလွဲယူတတ်လို့အဆိုးတွေကြုံတဲ့အခါမှာစိတ်ကောက်သွားတတ်လို့အဆိုးတွေကြုံတဲ့အခါမှာဘုရားသခင်ကိုထင်လွဲသွားတတ်လို့အလွဲမယူကြနဲ့ကောင်းမြတ်ဆုံးလင်သောစုကျေးဇူးရှိသမျှတို့သည်အလင်းတို့၏အဖအထံတော်ကတက်ရောက်သည်ဖြစ်၍အထက်ရက်မှလာကြ၏ထိုအဖသည်ရွေ့လျော့တိမ်ရင်ခြင်းမရှိပြောင်းလဲခြင်းအရေးနှင့်ကိန်းလွတ်တော်မူ၏ဟာလေလုယာကောင်းမြတ်ဆုံးလင်သောစုကျေးဇူးရှိသမျှအလင်းတို့၏အဖတိမ်ရောခြင်းမရှိဖောက်ပြန်ခြင်းမရှိဘုရားသခင်စီကလာတယ်ဒါကြောင့်မိတ်ဆွေအဆိုးတွေကြုံတဲ့အခါမှာဘုရားသခင်ကိုမိကုံမထုတ်မိစေနဲ့အဆိုးတွေကြုံတဲ့အခါမှာလေကောင်းမြတ်တဲ့ဘုရားငါအတွက်အကောင်းဆုံးသောအရာတွေပြင်ဆင်ထားတယ်ဆိုတာယုံကြည်ပြီးတော့ကောင်းမြတ်ခြင်းတွေကိုပဲစွဲကင်မှုဖြစ်တယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်ငါ့ကိုခေါ်လို့ငါထူးမိဆိုတဲ့ကျမ်းပိုက်ရှိတယ်လို့ငါ့ကိုခေါ်လဲငါမကြားငါမထူးဘူးဆိုတဲ့ကျမ်းပိုက်ရှိတယ်ဒီနှစ်ပိုက်မှာဘယ်အရာအကောင်းဘယ်ဟာအဆိုးဖြစ်လဲရှင်းရှင်းလေးပဲခေါ်ရင်ထူးတယ်ဆိုတဲ့ကျမ်းပိုက်ကအကောင်းဖြစ်တယ်လေဒါဆိုရင်ကျွန်တော်တို့အကောင်းဆွဲကင်ရမှာပေါ့ဒီကျမ်းစာထဲမှာ prophet တွေကိုမယုံတဲ့ prophet တွေဟာမိစ္ဆာတွေဘာညာဆိုတဲ့ကျမ်းပိုက်လေးရှိတယ်ယေရမိထဲမှာဒါပေမဲ့ prophet တို့ကိုမထီမဲ့မြင်မပြုကြနဲ့ဆိုတဲ့ကျမ်းပိုက်လည်းရှိတယ်ဒါဆိုကျွန်တော်တို့ကဘယ်ကျမ်းပိုက်ကိုဆွဲကင်ရမှာလဲကောင်းမြတ်တဲ့ဖျားစီကလာတဲ့ကောင်းတဲ့ကျမ်းပိုက်တွေကိုဆွဲကင်ဖို့လိုတာဖြစ်တယ်အာမင်ဒီကျမ်းပိုက်ထဲမှာရှိတဲ့ကျမ်းစာထဲမှာရှိတဲ့ဣတိမရွေးအားလုံးကိုလိုက်ဆွဲကင်ဖို့လိုတာမဟုတ်ဘူးမိတ်ဆွေဒီကျမ်းစာထဲမှာရှိတဲ့အကောင်းဆုံးသောအရာတွေကိုကျွန်တော်တို့ဆွဲကင်ပြီးတော့ဖခင်ကိုယုံကြည်ဖို့လိုတာဖြစ်တယ်ဒါကြောင့်သက်တာလောနိဩဝါဒစာဒုတိယဆောင်ပထမဆောင်အခန်းကြီး9အငယ်21လောက်မှာဗာရေးလဲဆိုတော့ခတ်သိမ်းသောအရာတို့ကိုစုံစမ်း၍ကောင်းသောအရာကိုအမြဲကင်ဆွဲကြလောခတ်သိမ်းသောအရာတို့ကိုစုံစမ်းပါတဲ့ကျမ်းစာထဲမှာရှိတဲ့အရာအကောင်းဆိုးတွေအများကြီးတွန်တွဲနေတယ်နော်ဒါတွေအလုံးကအဆိုးတွေကိုလိုက်ဆွဲကင်ပြီးတော့အကောင်းတွေပေတာဘူးမဟုတ်ပဲနဲ့ခတ်သိမ်းသောအရာတို့ကိုစုံစမ်းကြည့်ပါဒီအရာတွေအလုံးကို overall တင်လွှမ်းခြုံကြည့်ပါဒီအရာထဲမှာကောင်းသောအရာကိုဆွဲကင်ပါဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကောင်းမြတ်ဆုံးလင်ခြင်းရှိသမျှဘုရားသခင်စီကလာတယ်။တင့်အတွက်ဘုရားသခင်အကောင်းဆုံးနေပြင်ဆင်ထားတယ်။တင့်အတွက်ဘုရားသခင်ဘယ်တော့မှမဆိုးတဲ့အကြံစီတွေနဲ့တင့်ကိုဆွဲခေါ်နေတယ်ဆိုတာနားလည်ပြီးတော့အမြဲတမ်းအကောင်းဆုံးတွေကိုပဲဆွဲကင်ပါ။ငါ့ကိုဘုရားသခင်ကောင်းချီးပေးမယ်။ငါ့ကိုဘုရားသခင်ချီးမြှောက်မယ်။ငါ့ကိုဘုရားသခင်အနာရောဂါထိကနေလွတ်မြောက်ရတဲ့အခွင့်ပေးမယ်။ငါ့ကိုဘုရားသခင်မျက်နှာသာနဲ့ကောင်းချီးပေးမယ်ဆိုတာယုံပြီးတော့ကောင်းတာတွေကိုပဲဆွဲကင်ပြီးတော့ဘုရားနောက်ကိုလိုက်ကြည့်ပါတင်းသက်တာထဲမှာထူးခြားတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရရှိမှဖြစ်တယ်ဆိုတဲ့အကြောင်းဝင်ရလိုပါတယ်ဘုရားကောင်းကြီးပေးပါစေ